ဒါကတော့ Harlan MRT Exit A ကနေထွက်ပြီးဒူရင်ကြီးဆိုင်ကိုချီတက်နေကြတာပါခွဲပြီးသားဘူးတွေလည်းရှိပါတယ်ဈေးကတော့နှစ်ချက်ကနေစပြီးတစ်မျိုးမျိုးရှိပါတယ်ကိုရီတော့လုံးထဲခွဲခိုင်းပြီးဆိုင်မှာထိုင်စားခဲ့ပါတယ်လုံးထဲမှာလည်း10-15ချက်ကစပြီးဈေးမျိုးမျိုးရှိပါတယ်ဒါကတော့15ချက်တန်လို့ထင်ပါတယ်အမောကလည်းများပြီးရတာလည်းတော်တော်ကောင်းပါတယ်အစီလည်းတေးသေးလေးတွေပါဒူရင်ဒီစားရတဲ့မျက်နှာပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်